ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရွှေနေလာ online show ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြထားပေးတာကတော့ဒါကိုကန့်အန်ဆွဲလေးဖြစ်ပါတယ်ဒီကိုကန့်အန်ဆွဲလေးကဘယ်အတွက်အသုံးဝင်တာလဲဘယ်နေရာမှာအသုံးပြုရတာလဲဘာတွေထည့်လို့ရလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမှာဖြစ်ပါတယ်เนาะဒါလေးကကိုကန့်အန်ဆွဲလေးကကျွန်တော်တို့အဝတ် view ထဲမှာအဝတ်စားတွေကိုကျွန်တော်ဒီတိုင်းထည့်မယ်အစားweb view တွေကို CCE လေးနဲ့သူ့အကန့်နဲ့တူကျွန်တော်တို့ underwear အစပေါ့နော်ကျွန်တော်ဝစ်စုံတစုံချင်းစီကိုဟိုကလေးဝစ်စားပဲဖြစ်ဖြစ်လူကြီးဝစ်စားပဲဖြစ်ဖြစ်ပေါ့နော်တစုံချင်းစီကိုအခုလိုမျိုးအကန့်လေးနဲ့တိုင်းကိုကန့်ပါတဲ့အတွက်အဲ့လိုမျိုးထည့်လို့ရတာဖြစ်ပါတယ်နောက်ပြီးတော့သူ့အတွက်အသုံးဝင်တာလေးကတစ်ခုရှိတယ်ကျွန်တော်တို့ view တွေကိုဝစ်စားတွေထည့်မယ်ဆိုရင်ကျွန်တော်တို့နောက်ဆုံးဝစ်စားကိုထုတ်မယ်ဆိုရင်ရှေ့ဆုံးဟာတွေကိုကျွန်တော်ဖယ်ရတယ်ဖြစ်ပါတယ်เนาะဒါလေးကတော့အဲ့လိုမလိုတော့ပါဘူး तू က answer လေးနဲ့ तू ကအကန့်လိုက်လေးထည့်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နောက်ဆုံးကဝစ်စားလေးကိုကျွန်တော်တို့ဆွဲထုတ်မယ်ဆိုလို့ဆိုရင်အခုဒီမှာရှိတဲ့အန်ဆွဲလေးအတိုင်းပဲခုလိုဂိုင်းလေးကိုဆွဲပြီးတော့ကျွန်တော်တို့ရှေ့ကိုဆွဲထုတ်လိုက်ပြီးတော့ဒီနောက်ဆုံးကဝက်စားလေးကိုကျွန်တော်ကိုလိုချင်တာလေးကိုယူပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ထိုးထည့်လိုက်လို့ရပါတယ်။အဲကြောင့်မလို့ဒါလေးကကျွန်တော်ကိုကအန်ဆွဲလေးလို့ခေါ်တာဖြစ်ပါတယ်။ကျွန်တော်တို့ရွှေနေလာဆိုင်မှာပစ္စည်းအလုံး install ရှိပါတယ်เนาะကျွန်တော်လူသလောက်ဝယ်ယူအားပေးလို့ရပါတယ်။လက်ကားဈေးအတိအတန့်ရှိပါတယ်ခင်ဗျာ။ရန်ကုန်မြို့တွင်အိမ်ရောက်ပို့ငွေချေနဲ့နေချင်းပို့ပေးပါတယ်ခင်ဗျာနယ်မြို့တွေဆိုရင်တော့ကျွန်တော်တို့ပို့ကလေးကြိုယူပါတယ်ပစ္စည်းပို့များတယ်ဆိုလို့ဆိုရင်တော့ကျွန်တော်10ရန်လေးပါကြိုယူပါတယ်ခင်ဗျာဝယ်ယူအားပေးတဲ့ customer တိုင်းကိုတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ရှိပါတယ်